မင်္ဂလာပါရှင်။ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ NLD ပါတီအစိုးရက2020-2025 ခုနှစ်အတွင်းအခြေခံဥပဒေပြင်ဆင်ရေးနဲ့ဖက်ဒရယ်အရေးကိုလှုပ်ဆောင်နိုင်ပြီမဟုတ်ကြောင်းသိရပါတယ်။ NLD ပါတီအစိုးရအနေဖြင့်2020-2025 ခုနှစ်အတွင်းဒေသဖွံ့ဖြိုးရေးကိုအဓိကလှုပ်ဆောင်နိုင်ပြီဟုယူဆမိပြီးအခြေခံဥပဒေပြင်ဆင်ရေးနဲ့ဖက်ဒရယ်ရေးကိုမှုလှုပ်ဆောင်နိုင်ပြီမဟုတ်ကြောင်းယူဆမိကြောင်းကလေးမျိုးနယ်ချင်းရေးရာဝန်ကြီးအဖြစ်ရွေးကောက်ပွဲတွေတတိပုဂ္ဂလမှာဝင်ရောက်ရှင်ပြိုင်သူပူလက်ထန်ကျွမ်းကပြောဆိုလိုက်ပါတယ်ဖက်ဒရယ်ကိစ္စကိုတော့ဘာမှလှုပ်ဆောင်မှုမရှိပဲရနိုင်မယ်မထင်ပါဘူးမဖြစ်နိုင်တဲ့အခြေအနေဖြစ်လာမှသာရမယ်လို့ထင်တယ်မဖြစ်လို့လဲဆိုတော့တပါတီစနစ်နဲ့တွားနေတဲ့ကာလပတ်လုံးရနိုင်မှာမဟုတ်ဘူးလူထုတရက်လုံးရဲ့လှုပ်ရှားမှုနဲ့သဘောထားဖော်ပြမှုရှိမှသာရမယ်လို့ယူဆမိတယ် NLD ပါတီအစိုးရကဖက်ဒရယ်စနစ်ဖော်ဆောင်ဖို့ဆိုတာမယုံပါဘူးဟုပူလက်ထန်ကျွမ်းကဟာခတ်ထိုင်းကိုပြောပြခဲ့ပါတယ်2008ဖွဲ့စည်းပုံကိုလည်း NLD ပါတီအစိုးရအနေဖြင့်ပြင်ဆင်နိုင်ပြီမဟုတ်ကြောင်းပြောဆိုခဲ့ပြီး2015ရွေးကောက်ပွဲတွင် NLD ပါတီအစိုးရက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုအဓိကလှုပ်ဆောင်ရန်ကြွေးကြော်ခဲ့သည့်ပါတီလည်းဖြစ်ပါတယ်။အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုတော့လှုပ်ဆောင်နိုင်ပေမဲ့ပြင်ဆင်နိုင်မှာမဟုတ်ပါဘူး။2008ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့အတွက်85%ရာခိုင်နှုန်းကျော်ပြည့်မှသာပြင်ဆင်လို့ရတယ်လို့အခုလည်း85%ရာခိုင်နှုန်းမကျော်တယ်လို့နောက်မှလည်းကြော်မှာမဟုတ်ပါဘူးဒါပေမဲ့သူတို့လုပ်နိုင်တာကတော့ဖွံ့ဖြိုးရေးလုပ်ငန်းကိုပဲလုပ်နိုင်မှာပါဖွံ့ဖြိုးရေးကတော့လိုအပ်နေတယ်လို့ဖွံ့ဖြိုးရေးဆိုတာကလည်းစိတ်သက်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့လိုအပ်တယ်ဟုပူလက်ထန်ကျွမ်းကထပ်လောင်းပြောဆိုခဲ့ပါတယ်ပူလက်ထန်ကျွမ်းသည်စကိုင်းတိုင်းဒေသကြီးချင်းရေးရာဝန်ကြီးနယ်မြေတတိပုဂ္ဂလမှဝင်ရောက်ရှင်ပြိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်ချင်းလန် FC အဖွဲ့ချုပ်မှာချင်းလန် for flower ဆိုသည့်နာမည်ဖြင့်ကျပ်ငွေ350လူတန်းကြောင်းသိရပါတယ်။ချင်းလန် FC အဖွဲ့ချုပ်မှာချင်းလန် for flower ဆိုသည့်နာမည်ဖြင့်ပလောဝမြို့နယ်စစ်ပေးရှောင်ပြည်သူများအတွက်ကျပ်ငွေ350လူတန်းကြောင်းသိရပါတယ်။ယခုလိုလူတန်းလာက4ချိန်မြောက်ကူညီရာဖြစ်တဲ့နိုဝင်ဘာလ23ရက်နေ့တုန်းကစစ်ပေးရှောင်ပြည်သူအိမ်ထောင်စု100စီမှာတအိမ်ထောင်စုကိုကျပ်ငွေ9000စီလူတန်းခဲ့တယ်။အဲ့လိုလူတန်းနိုင်တာကလည်းပြည်တွင်းပြည်ပရဲ့အလူရှင်တွေကနေလူတန်းကြတဲ့အလူငွေကနေလူတန်းနိုင်တာဖြစ်ပါတယ်။အလူရှင်တွေပေါ်ကျေးဇူးအထူးတင်ရှိပါတယ်ဟုချင်းလန် FC ဥက္ကဋ္ဌ NC ထုံးတထန်ကဟာခတ်ထန်ကိုပြောပြခဲ့ပါတယ်။ချင်းလန် FC အနေဖြင့်ယခုပလောဝစစ်ပေးရှောင်ပြည်သူများအတွက်ကူညီထောက်ပံ့ခြင်းသည်၄ချိန်မြောက်ဖြစ်ခဲ့ပြီးနောက်တွင်လည်းဆက်လက်ထောက်ပံ့ပေးသွားမည်ဟုသိရပါတယ်။ကျွန်မချေပါaroma COVID-19 ထောက်ပံ့ရေးကိုနေဆက်ဒေသများတွင်ကူညီထောက်ပံ့နေကြောင်းသိရှိရပါတယ်။ချင်းလူခွင့်ရေးဖွဲ့စည်း CH aroma အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နေဆက်ဒေသရှိလူထုများထံ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများပေးနေကြောင်းသိရှိရပါတယ်။နိုင်ငံနေဆက်ဒေသဖြစ်တာနဲ့အညီလူဝင်လူထွက်ရှိတဲ့နေရာအတွက်ကူညီထောက်ပံ့ပေးနေတာပါ။ယခုလည်းတွန်းဇန်တီရင်ဖလန်ထန်တလန်နဲ့ပလောဝမြို့နယ်တွေမှာလည်းအကူအညီပေးနေပါတယ်။ပလောဝမြို့နယ်စမီမြို့စစ်ပေးရှောင်ပြည်သူတွေစီမှာပေးနေတဲ့ဂျေးရွာ73ရွာရဲ့ရွာဝင်ကိတ်များနဲ့ကျောင်းတွေမှာလက်စီကိုငီထောက်ပံ့ဖို့အစီအစဉ်နေပေမဲ့ကျောင်းတွေအကုန်ပိတ်ထားနေတော့ရွာဝင်ကိတ်တွေမှာပြန်ထားပေးပါတယ်။ဒါရီကိုလည်းကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာသုံးဖို့ဖြစ်တယ်လို့ CHRO လက်ထောက်စီမံကိန်းမန်နေဂျာဆောင်ဥက္ကလျံက Hakka Times တို့ပြောပြလိုက်ပါတယ်။ကျေးရွာများ၌လူဝင်လူထွက်များကအသုံးပြုရန်လက်စေး mask နဲ့အတန်ချေဆက်များကိုငီထောက်ပံ့သည့်အပြင်သက်ဆိုင်ရာဒေတာဘာသာစကားအလိုက်ဘာသာပြန်ဆိုရက် COVID-19 ကာကွယ်ထိန်းချုပ်ရေးစာဆောင်များကိုလည်းဖြန့်ဝေနေတယ်လို့သိရှိရပါတယ်။ CHRO အနေနဲ့စီစဉ်ဆောင်ရွက်တဲ့ Local Resource Center LRCD Access to Health Fund အဖွဲ့မှထောက်ပံ့တဲ့ရန်ပုံငွေဖြင့်ယခုကဲ့သို့ကိုငီထောက်ပံ့နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဟာခမျိုးတွင်အဆောက်အဦပစ္စည်းကိရိယာနဲ့တက်စီစင်းလုံးတွေကျဆင်းနေကြောင်းသိရှိရပါတယ်။ COVID-19 ရောဂါကြောင့်ဟာခမျိုးတွင်အဆောက်အဦအသုံးဆောင်တဲ့တက်စီစင်းလုံးတွေကျဆင်းနေကြောင်းသိရှိရပါတယ်။အဆောက်အဦဆောက်လုပ်ရာတွင်အသုံးပြုတဲ့ပစ္စည်းကိရိယာနဲ့တက်စီရောင်းဝယ်သူများကယခုတလောတည်ကြတဲ့အတိုင်းပဲ COVID-19 ရောဂါကြောင့်အများပြည်သူကကုန်စည်နှုန်းမြင့်တက်လာမယ်လို့ယူဆကြတယ်။ဒါပေမဲ့ကုန်ပစ္စည်းဝယ်ယူနေတဲ့နေရာမှာကုန်စည်နှုန်းတွေကျဆင်းလာတဲ့အတွက်ဒီမှာလေစင်းနှုန်းကျလာတာဖြစ်တယ်။ဒါပေမဲ့တည်ယူဖို့ဆောင်ရန်ခက်ခဲနေတယ်လို့ Hakka Times ကိုပြောဆိုကြပါတယ်။သို့တော့အဝတ်အထည်နဲ့အခြားကုန်ပစ္စည်းတန်ဖိုးကိုမူလစင်းနှုန်းအတိုင်းဖြစ်နေကြောင်းသိရှိရပါတယ်။
ထန်တလန်မြို့နယ်ကျေးလက်ဒေသများတွင်စပါးထွက်နှုန်းတူနေကြောင်းသိရှိရပါသည်ချင်းပြည်နယ်ထန်တလန်မြို့နယ်ကျေးလက်ဒေသများ၌ရခိုင်နှစ်များကထက်ယခုနှစ်တွင်မူတောင်ရလေယာစပါးထွက်နှုန်းတူလာကြောင်းသိရှိရပါသည်ဒီကိစ္စနဲ့ပတ်သက်ပြီးထန်တလန်မြို့နယ်ဒွန်ကျေးရွာတာဝန်ရှိသူဦးထန်းထွန်းကဒီနှစ်ကျွန်တော်တို့ရွာမှာတောင်ရစပါးထွက်နှုန်းကောင်းတယ်အကောင်းဆုံးနှစ်ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့ရွာဟာအင်ချေ200အိမ်ရှိတဲ့အနက်အိမ်ထောင်စု89စုကတောင်ရလောက်ကြတယ်တရားလုံးအတွက်လုံလောက်တယ်ငရုတ်တီးလေးတော်တော်ကောင်းတယ်လို့ Hakka Times တို့ပြောပြထားပါတယ်လေယာစပါးကိုတော့ယခုချိန်ထိအကုန်လုံးမရိတ်သိမ်းသေးနိုင်ပေမဲ့တင်း300ထိရရှိတဲ့အင်ချေ15အိမ်ရှိပါတယ်တော်တော်ကျင်းတဲ့ဆရာကောင်းတယ်လို့ထန်းဆောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးလက်ဆုံက Hakka Times တို့ပြောပြလိုက်ပါတယ်2019ခုနှစ်တုန်းကတောင်ရနယ်လေယာစပါးထွက်နှုန်းနေပါတာကြောင့်ကျေးလက်ဒေသရှိပြည်သူများစားဝတ်နေရေးအခက်အခဲဖြစ်ခဲ့ကြောင်းယခုနှစ်တွင်မူဇာနာဗန်ဇန်ဗိုင်လမ်တောင်ကျော်များနဲ့အခြားကျေးလက်ဒေသများတွင်လည်းစပါးထွက်နှုန်းတိုးနေကြောင်းသိရှိရပါတယ်လူချင်းမင်းတို့လုပ်ငန်းကြောင်းရများကိုကြော်ညာထည့်သွင်းလိုပါက The Hakka Times မှာဇင်းလုံးချူတာဆွမ်းနဲ့လှုပ်ဆောင်ပေးနေပါတယ်။ The Hakka Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like, follow, share နဲ့ subscribe လုပ်သားဖို့လည်းတိုက်တွန်းလိုပါတယ်။ဒီကနေ့ The Hakka Times မြန်မာဘာသာစီစဉ်ကိုတလုံးနဲ့ပဲအဆုံးသတ်သွားပါမယ်။ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။ကျွန်မ Elizabeth ပါ။